ini sentralisasi karena ini mah itu dapat tahu sentralisasi bu yang itu the least among you is the greatest teno rema angge semua dua jinya semua pilih ni ini evangeli jana cuma rogo domene sentralisasi wani ini wani jimbare pogumya jerung nama pogumya alune mana yang sentralisasi wani jimba jamnya pogumya alunggu tu den di rumah happy peace no se jimbare ajinya so pogu betul pi malelo tapi rojili ajinya sueno yare ajang yin shi ajinya so pogu betul pi malelo senza nama takin krido ye nanganoa di lokama di sile melo miolen jaha paramaso adida phit dutiya ani ne takin krido ye nangano di lokama sueno beduga jadu ji male sure tabe ro ji ye sai le ma twi do sin sin bi sin sa ja de a chet phit di a chet ko tu do tage be sai the ma ni shi de aya ka ni pa sa te ma thwat la bi ro swai nu ya de a jan ko that bi ro le la ji de akha ma sang ma ko kan ji sai ko ni ngai nit ma da ma ngwe ma ko kan ji ko ngai nit ka ni 3 ma loga kanji ko 26 36ကိုဖတ်တဲ့အခါမှာတခင်ခရစ်တော်ကတပည့်တော်ကြီးတွေထဲမှာပီတာနဲ့ယောဟန်နဲ့ဂျေးမစ်တို့ကိုတောင်ထိပ်ကိုခေါ်သွားတာအကြောင်းရင်းနဲ့ပါပါတယ်တပည့်တော်စိတ်နဲ့ပါးထဲမှာဒီ3ပါးကိုတခင်ခရစ်တော်ကသီးသန့်ခေါ်ပြီးတော့မှတောင်ပေါ်မှာတခြားတပည့်တော်မပါဘဲနဲ့ခေါ်သွားရခြင်းအကြောင်းရင်းဟာဒီပုဂ္ဂိုလ်ကြီးများအကျဉ်းမြတ်ဆုံးနေရာရမယ့်ပုဂ္ဂိုလ်ကြီးများဖြစ်မလားဆိုတဲ့ကြံခဲ့တဲ့တပည့်တော်ဒီစိတ်ထဲမှာအတွေးခေါ်လေးထည့်သွင်းခြင်းဖြစ်တယ်။ကိုဆိုးတာကတော့သူတို့ 3 ပါးကိုပဲအခင်ခရစ်တော်ကခေါ်ရတဲ့အကြောင်းရင်းကိုမသိတဲ့အကျတပည့်တော်ကြီးကတော့စိတ်ထဲမှာမသိမသာလီမနာလို့စိတ်လေးရတော့ဝင်လာတယ်။ဘာဖြစ်လို့သူတို့တော့ဘာဖြစ်လို့သူတို့ပဲအတူတူဘာဖြစ်လို့သူတို့ပဲနေတန်းဒီလိုလုပ်ရတယ်ဆိုတော့မနာလို့စိတ်လေးကဝင်လာတယ်ဒီတဲ့ပို့ထူတာကတော့မာဂုအခန်းကြီး30အငယ်35မှ45ကိုဖတ်တဲ့အခါမှာဂျေးမစ်နဲ့ယောဟန်တို့ရဲ့မိခင်မေတော်ဖြစ်တဲ့မာရိယာအခင်ခရစ်တော်နာမှာရှောက်တယ်ကိုရောနိုင်ငံတော်ရောက်တဲ့အခါမှာကျွန်တော်သားတယောက်လက်ရဘက်မှာလက်ဝဲဘက်မှာနေရာပေးပါလားကျန်တဲ့လူပို့ပြီးတော့မှဆိုလာသူတို့နေရာပဲတောင်ပေါ်ခေါ်တော့သူတို့နေရာပါတယ်ဘိုးနာမှာဘိုးတဲ့ကနာပြသူတို့နေရာပါတယ်အခုမေရတော်မှတက်လာတယ်ထပ်ပြီးတော့မှတောင်းတယ်ဒါမတရားတော့ဘူးအဲ့ဒါဆိုရင်ဒါတို့တကယ်ဘယ်သူအားအချင်းမြတ်ဆုံးများဖြစ်မလဲတပည့်တော်ကြီးအချင်းချင်းဆွေးနွေးကြတခင်ခရစ်တော်ကသူတို့ဆွေးနွေးတဲ့အရာတွေကိုသိဂျေးမစ်နဲ့ယောဟန်တို့မိခင်တောင်းဆိုတဲ့နေရာမှာကလေးလေးတယောက်ကိုခေါ်ပြီးတော့မှထိုင်လိုက်တယ်ဒီကလေးကိုလက်ခံလိုက်တယ်ဒီကလေးကိုပြုစုတဲ့လူဒီကလေးကိုစောင့်ရှောက်တဲ့လူဒီကလေးကိုအစေခံတဲ့လူကတောင်းတဲ့နိုင်ငံမှာအချင်းမြတ်ဆုံးဖြစ်နေဒီပုဂ္ဂိုလ်ကငါ့ကိုလက်ခံတယ်ငါ့ကိုစီလို့တဲ့ပုဂ္ဂိုလ်ကိုလည်းခမေးတော်တရားကိုလည်းလက်ခံခြင်းဖြစ်တယ်ပြန်ပြီးတော့စဉ်းစားဒီကလေးလေးကတခင်ခရစ်တော်ခေါ်လာပြီးတော့မှအစကနေရာလည်းမရှိဘူးနာမည်လည်းမရဘူးအလုံးလည်းမလုပ်ဘူးဝင်ငွေလည်းမရှိဘူးတခင်ခရစ်တော်ခေါ်လာပြီးတော့ကောင်းကင်မှာအချင်းမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်မယ်လို့ပြောတဲ့အခါမှာဘေးနားမှာတပည့်တော်ကြီးတွေအတွက်ဒေါသထွက်เสียအကြောင်းလို့စဉ်းစားရတယ်မှားချင်မှာမှားတယ်ဒီကလေးကတခင်ခရစ်တော်အတွက်ဘာလို့ပြီးလို့လဲဒီကလေးကတခင်ခရစ်တော်နိုင်ငံတော်ကောင်းကင်နိုင်ငံတော်အတွက်ဘာတရားဟောလို့လဲဘယ်လောက်အစေခံလုပ်လဲဆိုရဲတော့မေခွန်းတရားလည်းပဲနောက်ထပ်ပြီးတော့မှထွက်လာနိုင်ဒါပေမဲ့တခင်ခရစ်တော်ကထပ်ပြီးတော့မှရှင်းပြဒီကလေးလို
အဖြစ်ကင်းစင်နေဒီကလေးလိုစိတ်နှလုံးသားဖြူစင်နေဆိုရင်တော့တင်းတို့ရဲ့နှလုံးသားဟာတပါးသူအတွက်အစေခံဖို့ရချစ်ချင်းမေတ္တာပြဖို့ရပြုစုဆုံးရှုံးဖို့ရအတွက်တင်းတို့နှလုံးသားကိုပြုပြင်ပြီးပြီဆိုရင်တင်းတို့ဟာအကြီးမြတ်ဆုံးပုဂ္ဂိုလ်တွေဖြစ်လိမ့်မယ် service အစေခံခြင်းမှာအကြီးမြတ်ဆုံးဖြစ်လိမ့်မယ်ဒါမဲ့ဒီအစေခံတဲ့အကြောင်းရင်းကိုလည်းတစ်ခါပြန်ပြီးတော့ကြည့်ရဖယားအတွက်အစေခံနေအသေးတော်အတွက်အစေခံနေခုရက်အတွက်အစေခံနေခုနိုင်ငံတော်အတွက်အစေခံနေဒီအစေခံနေဆိုတဲ့နေရာမှာတခါတလေခံယူချက်မှားတဲ့နိုင်လည်းရှိတတ်တယ်ပရမမှားနိုင်တဲ့အချက်ကတော့ဒီလိုမျိုးအစေခံခြင်းအဖြစ်နာမည်ကောင်းရလို့စိတ်ကမှားယွင်းတဲ့အစေခံမျိုးဖြစ်တယ်ကိုအစေခံနဲ့အသေးတော်နိုင်ငံတော်ကိုအစေခံနဲ့အတိုင်းဝဲရပြီကိုအပြည့်အမှတ်ပြုမဲ့နာမည်ကောင်းပေးမယ်နေရာကောင်းပေးမယ်ဆိုရဲအရာမှားယွင်းတဲ့ခံယူချက်ဖြစ်တယ်။ဒါနဲ့စန့်ကျင်ပဲဖြစ်တဲ့အရာတော့ကျွန်တော်တို့တစ်ခါတုန်းကဒူနာပြုတ်တယောက်ရှိတယ်။သူ့မှာလက်တစ်ဖက်ပဲရှိတယ်။လက်တစ်ဖက်ပဲရှိတဲ့ဒူနာပြုတ်တူဟာသူ့လူနာတွေကိုညှိအောင်ရအောင်နေနာနဲ့အနည်းနာမှာပဲပြုစုတယ်။အဲ့ဒါနဲ့လူနာဆုံးတယောက်ကသူ့ကိုမေးတယ်။ခင်ဗျားအချိန်ပြည့်လူနာတွေကိုပြုစုဆုံးရှုံးတယ်။ခင်ဗျားမှာဒီချက်ပို့ပြီးတော့ရတဲ့လုံအားခကိုခင်ဗျားကောင်းဆိုတဲ့အဲ့လိုပြောတဲ့အခါမှာသူကဘယ်လိုပြန်ဖြေလဲဆိုတော့ဒီချက်ရတဲ့လုံအားခရှိမှကျွန်မနဲ့ထိုက်တယ်မှာဖယားသိရင်တော်ပြီကျွန်တော်အခုရနေတဲ့လုံအားခတဲ့ပို့ပြီးတော့ထိုက်တယ်နဲ့လုံအားခရတဲ့မှာဖယားသိရင်ကျွန်မကျင်납ပြီservice ရဲ့အဓိကအစေခံခြင်းရဲ့အဓိကနှလုံးသားဟာဖယားသိရင်တော်ပြီဆိုတဲ့တင်းတိမ်ရဲ့နော်အစေခံခြင်းစိတ်ဓာတ်မျိုးကိုဒီကနေ့ဖယားကပူရှိတယ်ဒုတိယအချက်မှာတော့အစေခံခြင်းလုံသားမှာလူတစ်ပါးရဲ့နေရာပေးခြင်းကိုခံလို့ခြင်းဆိုတဲ့ရည်ရွယ်ချက်ဟာလည်းမှားယွင်းတဲ့ရည်ရွယ်ချက်ဖြစ်တယ်အလုပ်တစ်ခုပေးတယ်တာဝန်တစ်ခုကိုပေးတဲ့အခါမှာတခါတလေကိုလုံးမဲ့အဝန်ချက်ကိုလုံးရမဲ့အလုပ်ချက်ကိုယ်တိုင်ကိုပဲမကြာခဏစဉ်းစားမိတတ်ကြတယ်ဥပမာကျွန်တော်ကဘုံကြီးပြုလို့ဘုံကြီးအလုပ်ကိုလုပ်ရတဲ့အခါမှာဘုံကြီးအလုပ်လုပ်တာချက်ကျွန်တော်ပဲနေရာစဉ်းစားမိတယ်ဘုံကြီးငါကြောင်းတိုင်းငါလုပ်တဲ့ငါမလို့ဖြစ်တဲ့ဆိုတဲ့စိတ်ထားမျိုးတွေဝင်လာတတ်တယ်အလုပ်တစ်ခုကိုပေးတဲ့အခါမှာဒါဘုံပြုတာမဟုတ်ဘူးပဲတာဝန်ဝတ္တရားကိုပေးတာတာဝန်ဝတ္တရားကိုပေးခြင်းအပြင်ဒီပုဂ္ဂိုလ်ဟာတာဝန်ဝတ္တရားကိုကြည်ပေါ်ဆောင်ရွက်ဖို့အဓိကဖြစ်သူကိုယ်တိုင်ကပရမမဟုတ်ပဲနဲ့သူပေးတဲ့ဝတ္တရားကိုကြည်ပေါ်ဆောင်ရွက်ဖို့ဟာအဓိကဖြစ်တယ်တခါတော့ကအမှန်တမ်းနဲ့ချတဲ့အင်္ဂလန်လူမျိုးဓမ္မရတူရှိတယ်ဓမ္မရရထူရတဲ့နေ့မှာလူတွေကသူ့ကို congratulation ဆိုပြီးတော့မှဂုဏ်ပြုပါတယ်ဆိုပြီးတော့နှုတ်ဆက်ကြတယ်သူကဘယ်လိုပြန်ဖြေလဲဆိုတော့ဂုဏ်ပြုသလားလို့ကျွန်တော်မလုပ်ချင်ဘူးဒီကနေ့အားစားပြီးတော့ခင်ဗျားတို့ရဲ့ဆုတောင်းမေတ္တာကိုပဲလုပ်ချင်တယ်ခင်ဗျားတို့ရဲ့ဆုတောင်းမေတ္တာကြောင့်ကျွန်တော်ဒီယာထုကိုတာဝန်ဝတ္တရားကိုကြည်ပေါ်စွာဆောင်ရွက်ခြင်းနဲ့စိတ်ဓာတ်ပဲရှိတယ်ဆိုပြီးတော့ပြန်ဖြေတယ်နောက်ဆုံးအချက်မှားယွင်းနိုင်တဲ့အချက်ကတော့အစေခံခြင်းအပြင်အပြည့်အမှပြုတ်ခြင်းခံရမယ်ချင်းမွန်ခြင်းခံရမယ်ကျေးဇူးတင်ခြင်းခံရမယ်ဆိုတဲ့ခံယူချက်ဟာမှားယွင်းတဲ့ခံယူချက်ဖြစ်တယ်မာတုအခန်းကြီး6အငယ်3ကိုကြည့်တဲ့အခါမှာတခင်ခရစ်တော်ကမင်းရဲ့လက်ရပဲလို့တဲ့ကောင်းတဲ့အရာတွေကိုလက်ဝဲဘက်ကိုမသိစေနဲ့လို့ပြောရတဲ့တုံ့ပြန်တဲ့အချက်ဟာကျွန်တော်တို့လုပ်တဲ့အရာဟာဖယားပြရင်တော်ပြီဆိုတဲ့ခံယူချက်မျိုးတွေကိုထားသိနိုင်ဖို့ရတုံ့ပြန်ခြင်းဖြစ်အဲ့တော့ဒီအစေခံခြင်းလုပ်ငန်းမှာ
အရာကကျွန်တော်တို့ကိုဖျက်ဆီးနိုင်တယ်လေဆိုတော့ထပ်ပြီးတော့မှစဉ်းစားတဲ့အခါမှာခုနအစကပြောတဲ့မနာလိုစိတ်ဆိုတဲ့အရာကလူကိုဖျက်ဆီးတတ်တယ်ဒီမနာလိုစိတ်ဆိုတဲ့မကောင်းတဲ့အရာတစ်ခုနဲ့ပတ်သက်ပြီးတော့မှကလေးတဲ့ပုံစံလေးရဲ့ရှင်းပြချက်ကိုအင်မတန်မှသဘောကျတယ်အနေငယ်မျှဝေခြင်းပါမနာလိုစိတ်ဆိုတဲ့ဒီမနာလိုစိတ်ဆိုတဲ့လူနှလုံးသားကိုဖျက်ဆီးနိုင်တဲ့အရာဟာတဲ့သူတစ်ပါးရဲ့ကောင်းချက်ကိုမြင်တဲ့အခါမှာသူ့ကိုယ်သူဝမ်းနည်းပြီးတော့မှသူတစ်ပါးဆင်းရဲဒုက္ခရောက်တဲ့အခါမှာဝမ်းသာတဲ့ခံစားချက်မျိုးဖြစ်တယ်လူတယောက်ကိုသူများကချီးမွမ်းတဲ့အခါမှာအမတန်မှမနာလိုတတ်ပြီးတော့မှနောက်ဆက်တွဲအနေနဲ့သူကိုယ်တိုင်ဒေါသထွက်ရတယ်သူတစ်ပါးကိုတခြားသူကချင်းမြောက်တဲ့အခါမှာဂုဏ်ပြုတဲ့အခါမှာအမတန်မှမနာလိုတတ်ပြီးတော့မှနောက်ဆက်တွဲအနေနဲ့အလိုလိုနေရတဲ့ဒေါသထွက်တတ်တယ်နောက်ဆက်တွဲအနေနဲ့အမုန်းတရားဝင်လာတတ်တယ်တခါတော့ကဓမ္မရာဇဝင်ပရမသောခန္ဓာတော်ငယ်ဆက်ကြောင်း28မှာဓမ္မဟောင်းထဲမှာဖြစ်ပြတဲ့ခုရှိတယ်။တိမ်ထဲမှာနေတဲ့မိခင်တော်ကညအိတ်တဲ့အခါမှာမိခင်တော်ရဲ့ကလေးဟာသေဆုံးသွားတာတွေ့ရတယ်။အဲ့တော့ကလေးသေသွားတဲ့မိခင်ကသူသေသွားတဲ့ကလေးကိုယူသွားပြီးတော့မှအသက်ရှင်နေတဲ့မိခင်ရဲ့ကလေးနဲ့လဲပြီးတော့မှအဲ့အသက်ရှင်တဲ့ကလေးကိုယူပြီးတော့သူ့အိမ်မှာထားတယ်။မနေ့အိမ်ရထားတဲ့အခါမှာအဲ့အသက်ရှင်နေတဲ့ကလေးရဲ့မိခင်ကသူ့ဘေးနားမှာတည်သွားတဲ့ကလေးတယောက်ကိုတွေ့တယ်။အဲ့တော့ငါကလေးသူ့ကလေးနဲ့တည်သွားတဲ့ဟာမိကလေးရှင်တဲ့ဟာငါကလေးဆိုပြီးတော့အဲ့မိခင်တို့ကလူကြတယ်။လူကြတဲ့အခါမှာနောက်ဆုံးဆိုလမုန်မင်းကြီးစီကိုရောက်သွားတယ်။ဆိုလမုန်မင်းကြီးကသူတို့ကိုတရားစီရင်ပေးတယ်။အဲ့ရှင်နေတဲ့ကလေးကိုဘယ်သူကလေးလဲဆိုတော့နှစ်ယောက်လုံးကကျမကလေးတဲ့။အဲ့ဒါဆိုတော့သူများတို့ပဲနှစ်ပိုင်းပိုင်းပြီးတော့မှဝေလိုက်တော့တဲ့ဒီကလေးကိုနော်။ဒါတလေးကြည့်ပြီးတော့မှဘောကနေခြေထောက်ပြီးတော့ခြေချောင်းတစ်ပြည့်စီလက်တစ်ပြည့်စီကျွန်တော်တို့နှစ်ပိုင်းပိုင်းလိုက်နေအဲ့ပြီးတော့မှတချမ်းစီစီကြာပြောရတာမှာသူ့မိခင်အရင်ကမလို့ပြီးတော့ဒီကလေးကိုအတိမတတ်ပါနဲ့သူ့လိုချင်သူ့ကိုပေးလိုက်ပါကလေးသေးတာဒါကျမကလေးအတိမခံနိုင်ဘူးအဲ့ဒါနဲ့ဒီမင်းကြီးကဒီကလေးကိုချစ်တဲ့ပုဂ္ဂိုလ်ဟာပို့ပြီးတော့မှမိခင်ရဲ့ကလေးရဲ့မိခင်ရင်ဖြစ်ရမယ်ဆိုပြီးတော့မှသူ့မိခင်ကိုပြန်ပြီးတော့ပေးလိုက်မိခင်အချင်းလေးမနာလို့ဝန်တူတဲ့အခါမှာကလေးတွေတော့မှလူရတယ်ကလေးအသက်တွေမှာတော့မှမနှမျောတော့သူ့ကလေးတွေပြီးတော့ကိုယ်ကလေးလည်းပြီးသွားတယ်ဘာဖြစ်ပြီးလဲဆိုတော့ခံယူချက်တွေဝင်လာတတ်တယ်ထပ်ပြီးတော့မှအခုခေတ်မှာဖြစ်ပြနေတဲ့မနာလိုစိတ်တွေကလည်းပဲစေပွားရေးဆန္ဒမနာလိုစိတ်တွေလည်းရှိတတ်တယ်ချမ်းသာတဲ့ပုံတွေကိုလူတွေကမုန်းတယ်မုန်းတဲ့ပုံတွေကိုဘယ်သူတွေလဲဆိုတော့ဇေယျတာတွေဖြစ်တတ်တယ်ဇေယျတာတွေကချမ်းသာတဲ့လူကိုမုန်းတာကဒီချမ်းသာတဲ့လူကမတရားတစ်ပြည့်သူတို့ဥစ္စာကိုလူယူလို့ဟုတ်ချင်မှဟုတ်လိမ့်မယ်ဒီပုံကိုယ်တွေချမ်းသာတယ်လို့သူတို့ချမ်းသာခြင်းလို့မနာလို့သူတို့ကိုပြတ်သေးခြင်းတဲ့ပုံကိုယ်တွေရှိကောင်းရှိတတ်တယ်သူတို့ရဲ့ပိုင်ဆိုင်မှုကိုလိုချင်တာတဲ့သူတို့ရဲ့လောဘကြောင့်အမုန်းတရားတွေပွားတတ်တယ်အဲ့တော့သခင်ခရစ်တော်ကတရားနဲ့ပတ်သက်ပြီးတော့မှမကြာခဏပွန်တင်တာကိုတွေ့ရတယ်တင်တို့ရဲ့ပစ္စည်းဥစ္စာတွေကိုမဖြစ်စေနိုင်တဲ့လောကအရာတွေမဖြစ်စေနိုင်တဲ့ကောင်းကင်နိုင်ငံမှာစုဆောင်းကြပါမပြောအခန်းကြီးကိုအငယ်7ကို27မှာတုံတင်ခြင်းဟာလည်းပဲဒီတဘောတရားကိုကျွန်တော်တို့မြင်ရတယ်ဒီလိုမှဖြစ်စည်းလို့မရတဲ့နေရာမှာမနာလိုစိတ်တွေမရှိတော့တဲ့နေရာမှာဝန်လိုစိတ်ဒေါသတွေမရှိတော့တဲ့နေရာမှာဆုထားနိုင်မယ်ဆိုရင်စိတ်ချမ်းသာမှုရတယ်တခင်ခရစ်တော်ဟာကြီးမားတဲ့ပုဂ္ဂိုလ်တွေမှာရှိတယ်လို့တေမွာလီ
နော်လူတွေမမှတ်မိတဲ့တတိမထားမိတဲ့ပုံကိုယ်တွေနဲ့လည်းအတူတူရှိတဲ့အကြောင်းကိုဒီကနေ့ဓမ္မကျမ်းစာမှာကျွန်တော်တို့ကြားရဒီလိုမျိုးကလေးတွေကိုလက်ခံတော့သူဟာငါ့ကိုလက်ခံတယ်လို့ငါ့ကိုစေလွတ်တဲ့ခမေးတော်ဘုရားကိုလည်းလက်ခံတယ်ဒါပေမဲ့ဒီသူ့ကိုစေလွတ်တဲ့ခမေးတော်ဘုရားလက်ခံဖို့နေနေတာကတခင်ခရစ်တော်တော်မှလက်မခံကြဘူးတခင်ခရစ်တော်ကဒီလောဘနဲ့နာလိုစိတ်နဲ့သူတစ်ပါးကိုမုန်းတိချင်းကိုမကောင်းတဲ့အကြောင်းမကြာခဏဟောခဲ့ပြင်မဲ့လို့လည်းပဲသူမအောင်မြင်ခဲ့တယ်တခင်ခရစ်တော်ကမအောင်မြင်ခဲ့တယ်မနာလိုတဲ့ပုံကလည်းအမျိုးမျိုးပဲတခင်ခရစ်တော်ကိုဒုက္ခပြန်ပြီးတော့ပေးတယ်ဒီကလူမင်းကသူ့ရဲ့ပါဝါအာဏာလုတ်ပိုက်ခွင့်တွေကိုအယမ်းမနာလိုတယ်အာဏာဆိုတဲ့ပုံကလည်းပဲသူ့ရဲ့တန်ရှင်းဖြူစင်ခြင်းကိုအမတန်မှမနာလိုပဲတို့လိုပဲနေခြင်းနဲ့ဂိုင်ဖောဆိုတဲ့ပုံကလည်းပဲသူ့ရဲ့လူထုကြားထဲမှာတုံတင်ခြင်းပေါ်ပူလာဖြစ်ခြင်းလူတိုင်းရဲ့ချင်းဝန်ချင်းကိုအယံကိုမနာလိုပဲဟေရိုဒင်ကြီးကတခြားလူတွေတဲ့သူ့ရဲ့ကိုချင်းတရားကောင်းမွန်ခြင်းကိုအယံမနာလိုပဲကျန်တဲ့ဆရာကြီးနဲ့ပါရဇီယိုတွေကတော့တခင်ခရစ်တော်ရဲ့ပြည်ညာတော်အယံမနာလိုကြတယ်အဲ့တော့ဒီမနာလိုတဲ့အခါမှာတခင်ခရစ်တော်မှာတွေ့တဲ့ quality တွေအရေးချင်းတွေကိုအယံမနာလိုတဲ့တခင်ခရစ်တော်ကိုဖျက်ဆီးဖို့ရသူတို့တွေကြိုးစားတဲ့အခါမှာနောက်ထပ်မနာလိုလို့မရအောင်ကြီးသွားအောင်ပုံသွားအောင်ဓာတ်တိုက်ပေါ်မှာတင်ပြီးတော့မှတင်တတ်ကြ၃ယောက်ဘယ်ဘက်မှာတယောက်ညဘက်မှာတယောက်ခလဲမှာတခင်ခရစ်တော်လူတွေအမြင်မှာတော့တကူ၃ယောက်အတူတူကားတဲ့ပေါ်မှာအသေးစားတယ်လို့လူတွေမြင်အောင်သူတို့ကားတဲ့ပေါ်တင်ကြတယ်ကာရင်းနဲ့ကိုတန်ဆင်းကသူတို့လူတွေအမြင်မှာတကူ၃ယောက်ဆိုတာနော်သူတို့ကားတဲ့ပေါ်တင်တာမှန်တယ်ဘေးနားမှာ၂ယောက်ကလောဘကြီးလို့သူများရဲ့ပစ္စည်းဥစ္စာရဲ့တဏှာတွေကိုခိုးပြီးတော့မှကားလိုက်ခင်ထားရတာဒါပေမဲ့တခင်ခရစ်တော်ကချစ်ချင်းမေတ္တာနဲ့သူများနှလုံးသားကိုအိုင်ဆိုင်ပြီးတော့ကိုးလို့ပြီးတော့မှလူတွေကမုန်းတိကြတာတခင်ခရစ်တော်ကိုယ်ကလူတွေရဲ့နှလုံးသားကိုကိုးတယ်။ဘာကြောင့်လဲချစ်ချင်းမေတ္တာကြောင့်ကိုယ်ကကိုးတယ်။တူနောက်လိုက်တဲ့ပုံကိုယ်တွေအများကြီးရှိလာတယ်။အဲ့ဒါကိုမနာလိုကြတဲ့အတွက်တခင်ခရစ်တော်ကိုဒုက္ခပေးကြတယ်။တကူတုံးရမှာမျိုးမျိုးတွေပရမတကူတယောက်ကတခင်ခရစ်တော်ရဲ့အာဏာကိုထပ်ပြီးတော့မနာလိုသေးတယ်ကိုတော်ကမေဆာယဘုရားရဲ့တာတော့ကိုကိုကဲတင်ပါလားဆိုပြီးတော့မှပါရရှေတွေကျမ်းစာဆရာတွေစစ်သားတွေပေါ်တဲ့စကားကိုထပ်ပြီးတော့မှသူကရွတ်တယ်ခင်ဗျမေဆာဆိုခင်ဗျကိုလည်းကိုကိုလည်းကဲတင်ပြီးတော့ကျွန်တော်လည်းကဲတင်ပါလားခင်ဗျားပါဝါတော့ခင်ဗျားလုံနိုင်တယ်တော့ကျွန်တော်ကလုံနိုင်မယ်ဆိုရင်ကျွန်တော်အခုချိန်မှာဒီကောင်လည်းတခါလဲဒုက္ခရောက်အောင်လုပ်မှာအဲ့ဒီဘက်ကတကူတရားကတော့တခင်ခရစ်တော်ရဲ့အာဏာကိုအယမ်းမနာလိုချင်တဲ့အဲ့ချိန်မှာတူတာရရဲ့အဲ့မှာရှိရလို့အကုန်လုံးကိုတခါနဲ့ပြကြတော့လို့လုပ်နေတယ်အလွယ်သုံးခါလုံးနဲ့ကိုအစင်တင်ဖြစ်ညာဘက်ကတရားကသူတငယ်ချင်းအဲ့လိုမပြောပါနဲ့ကျွန်တော်တို့ကကိုအဖြစ်ကြီးလုပ်ခဲ့လို့ကိုယ့်အကိုခံရတာသူကဘာအမှားတစ်ခုမှမလုပ်ဘဲနဲ့သူခံရတာပရမတရားနဲ့ဒုတိယတရားနဲ့အမတမကွာသွားရင်ပရမတရားတော့ဒီပါဝါကောက်ပေးပါလားဒီပါဝါနဲ့လုပ်ပါလားဒီပါငါတာရှိရင်တော့အကုန်လုံးပြောင်းလဲတော့လုပ်မယ်တဲ့နောက်တရားကတော့ကိုရောနိုင်ငံတော်မှာကျွန်တော်ကိုတတိယပါဘုရောကအပြစ်အမှားမှမလုပ်ပဲနဲ့ဒီလောက်ခါတာကျွန်တော်ကိုချင်းစားတယ်တကူတယောက်ကတေခါလေးမှာကိုရင်းနဲ့ကောင်းကင်နိုင်ငံတော့ရသွားတယ်လက်မှတ်ကိုရသွားတယ်ကိုရောရဲ့နိုင်ငံတော်မှာကျွန်တော်ကိုဝင်ပြုပါတေခါလေးပုံကတေခါလေးတကူကတေခါလေးတကင်ခရစ်တော်မှာရှောက်ပြီးတော့မှကောင်းကင်လက်မှတ်ကိုရသွားတယ်အဲ့ညဘာတွေ့လဲဆိုတော့ပရမလူကတော့အ
အရန်ကိုတကယ်ခရစ်တော်မှာရှိတဲ့ပါဝါတွေအာနာလောကကွန်းတကူလက္ခဏာတွေကိုရကြည့်တယ်ဒုတိယကတော့တကယ်ခရစ်တော်ကိုကူချင်းစာတယ်မဖြစ်တဲ့မခံတဲ့ပုဂ္ဂိုလ်ဟာဒုက္ခခံနေရတာကိုချင်းစာတာဆက်ရှိတယ်ခလယ်မှာရှိတဲ့ပုဂ္ဂိုလ်ကတော့မိစ္ဆာတရားနဲ့စေတနာနဲ့ခွင့်လွှတ်ခြင်းတရားနဲ့အပြည့်အဝကယ်တင်ဖို့စောင့်နေတယ်ကယ်တင်ခြင်းရတဲ့ပုဂ္ဂိုလ်တို့ကကယ်တင်ခြင်းမရတဲ့နဲ့ပြေးသွားတယ်ငရေပြတဲ့တယောက်ကတကယ်ခရစ်တော်ကိုရှောက်ပြီးတော့မှအနေကကယ်တင်ခြင်းရသွားတယ်အဲ့တော့တကယ်ခရစ်တော်ကိုမင်းနဲ့ဆိုင်ရမဟုတ်ဘူးလားကိုယ့်ကိုကယ်တင်ငါတို့ကိုကယ်တင်မှာလားဒီပါဝါကိုဒီခဏနောက်ကိုပေးပါလားဆိုတော့တကူကတော့ငရေပဲရောက်သွားတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကြောင့်ဒီနေ့ချိန်မှာဒီလိုမျိုးဖြစ်ကိုမဖြစ်နိုင်ဘူးလို့ကျွန်တော်တို့ပြောလို့မရဘူးကွတခါတော့ကအင်္ဂလိပ်လိုမျိုး Cyril John Fudez ဆိုတဲ့စေပွားရေးသမားတယောက်ရှိခဲ့တယ်သူကအာဖရိကတိုက်ကိုသွားပြီးတော့မှအာဖရိကမှာရှိတဲ့စိန်ဆွေသဒ္ဒနာတွေကိုမရမကလိုက်ရှာပြီးတော့မှတရားတွေဖြစ်စေမတရားတွေဖြစ်စေလိုက်ဆိုပြီးတော့မှသူစေပွားရေးကုန်တယ်ရေးလုပ်တယ်အဲ့ဒါနဲ့ကဘာမှာနာမည်ကြီးတဲ့စိန်လုံးသားရဲ့40%လောက်ထိန်းချုပ်နိုင်တဲ့စေပွားရေးသမားနာမည်ကြီးတူဖြစ်သွားတယ်ဒါပေမဲ့သူ့ရဲ့ဘဝကိုသူမကျဉ်းနိုင်ဘူးသူ့ရဲ့ဘဝမှာသူပျော်ရွှင်ဖို့မရနိုင်ဘူးတယောက်ကသူ့ကိုအင်တာဗျူးသွားမိတဲ့အခါမှာခင်ဗျားကတကဘာလုံးမှာချမ်းသာဆုံးလူတွေထဲမှာပါဝင်တဲ့ပုဂ္ဂိုလ်တူဖြစ်လာခင်ဗျားဘဝကိုသူများတကယ်ကျဉ်းတတ်လားပြောသလားနေတဲ့အခါမှာကျွန်တော်ပိုင်ဆိုင်တဲ့အရာထဲမှာ40%လောက်ကိုဘယ်သူ့ကိုပေးတယ်ထင်လဲဆရာဝန်တွေကိုပေးတာကျွန်တော်ယောဂါတွေမရမကခုပေးပါပိုက်ဆံဘယ်လောက်ကိုပိုက်ဆံပေးမယ်ဆိုပြီးတော့ကျွန်တော်ရတဲ့ပိုက်ဆံတွေ40%လောက်ကိုဆရာဝန်တွေပေးပြီးတော့ကျွန်တော်ကိုဈေးအမျိုးမျိုးတွင်းကြတယ်လုပ်ကြတယ်နောက်ကျန်တဲ့ပိုက်ဆံတွေဒီမှာသုံးတယ်ဆိုတော့ကျွန်တော်ကမတရားတဲ့ပြင်သူများပစ္စည်းကိုရအောင်ယူတတ်တဲ့ပုံကိုဆိုတော့တရားဆွေးပြီးထောင်မကြအောင်တရားသူကြီးတွေကိုတရားရှိရင်တဲ့အခါမှာနောက်ကနေစပွဲအောက်ကနေပိုက်ဆံကိုထိုးပေးတာကျွန်တော်ပိုက်ဆံက40%လောက်အဲ့မှာပုံသွားတယ်ကျွန်တော်ဒီလောက်ချမ်းသာတာ80%လောက်ပုံများတစ်ခက်ပဲရောက်သွားတယ်မိသားစုအတွက်တော့မှဒီလောက်မတုံးခဲ့ဘူးအဲ့ဒါနဲ့သူ့ဘဝဒီလိုလည်းပဲနှိကုံးချုပ်သွားဒီနေ့ဒီချိန်မှာတကယ်လို့တော့ပိုင်ဆိုင်တဲ့အရာတွေကြီးမြတ်မှုတွေကောင်းမြတ်ခြင်းတွေအကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်လို့ခြင်းစားတဲ့တပည့်တော်ကြီးတွေအချင်းချင်းဆွေးနွေးကြတဲ့အရာတွေနောက်ဆုံးကြတယ်ဘဝကိုတကယ်စိတ်ချမ်းသာမှုကျင့်တဲ့တင်းမှုကိုပေးသလားဆိုတော့ကာယကံရှင်နဲ့အင်တာဗျူးမှာပဲပြီးလိုက်တယ်ဒါပေမဲ့ကောင်းတဲ့အချက်တစ်ခုကတော့ remember me ကိုရိုနာတော့ရောက်တဲ့အခါမှာကျွန်တော်ကိုတတိယတော်မှာဆိုရဲတကူရဲ့ဆုတောင်းတာကိုတခင်ခရစ်တော်ကခွင့်လွှတ်ခြင်းတရားနဲ့ချစ်ချင်းမေတ္တာအပြည့်အဝနဲ့တကားလေးလက်ခံပြီးတော့မှတေခါလေးပုဂ္ဂိုလ်ကိုကောင်းကင်နိုင်ငံဝင်ခွင့်လက်မှတ်ပေးတာကျွန်တော်တို့ဒီကနေ့မှတ်သားစရာဖြစ်ပါတယ်အဲ့ဒါကိုအချိန်ကပြီးတော့မှပြန်ပြီးတော့ခြုံတဲ့အခါမှာအနာလူချင်းတဝန်လူချင်းဆိုတဲ့လောဘကြီးချင်းဆိုတဲ့အပြည့်ရည်တစ်ခုဟာကျွန်တော်တို့တခြားသူရဲ့လုံးရဲ့ဟိုတမြတ်ကိုမှားရွေးဆိုပြန်ဆုံးဖြတ်တတ်လို့ရှိတယ်တရားရှိရင်တတ်လို့ရှိတယ်နောက်ဆုံးကတော့အမှန်တရားနဲ့ချစ်ချင်းမေတ္တာကိုငြင်းဆန်တဲ့အဆင့်ထိအောင်လူဘဝကိုဖြစ်စေနိုင်တယ်။တစ်ဖက်မှာလည်းပြန်ကြည့်တဲ့အခါမှာလူတစ်ပါးကိုပူချင်းစာစိတ်
သူတစ်ပါးအပေါ်မှာချစ်ချင်းမေတ္တာဆိုတဲ့ပါရမီကခရစ်ယာန်ဒီဓမ္မကကိုတရားပုဂ္ဂိုလ်တွေရဲ့ကောင်းစားရေးကိုဆောင်ရွက်ပေးနိုင်တယ်ကျွန်တော်တို့ယုံကြည်ခြင်းအပြင်ကောင်းသောခရစ်ယာန်တွေဖြစ်နိုင်ဖို့ရန်အတွက်ဒီချစ်ချင်းမေတ္တာနဲ့ကိုယ်ချင်းစာနာစိတ်ကိုတပါးတို့မှပြနိုင်ဖို့ရန်ကြိုးစားအားထုတ်ရမယ်စင်တရီဇာကသူအမတမတဘောကြတဲ့ကျမ်းပိုက်ကဘာလဲဆိုတော့ First Corinthians ဩဝါဒစာပရမဆောခန်းကြီး7နဲ့73ဖျားပြီးတဲ့တမန်တော် prophet တွေ evangelist တရားဟောဆရာတွေအမျိုးမျိုးရှိတယ်လို့အသင်းတော်မှာအခင်ခရစ်တော်ရဲ့ခန္ဓာကိုယ်မှာကိုယ်လက်အင်္ဂါအများကြီးရှိတယ်အဲ့ကိုယ်လက်အင်္ဂါတစ်ခုနာတွားရင်လက်နာတွားရင်ခန္ဓာကိုယ်တစ်ခုလုံးကခံစားဒီလိုပဲအသင်းတော်တစ်ခုလုံးမှာပြန်ပြီးတော့မှစေလုံးမှုရှိအောင်ပို့ပြီးတော့မှဘုရားကောင်းခြင်းခံရအောင်တခင်ခရစ်တော်ရဲ့ကယ်တင်ခြင်းတရားကိုလူတိုင်းသိအောင်ကိုဘဝကိုချစ်ချင်းမေတ္တာနဲ့ပြည့်စုံခြင်းနဲ့အစတုန်းကသူတရားဟောထွက်ခြင်းနဲ့ဒါသနာပြုခြင်းနဲ့သူများကို convert ဘဝပြောင်းလဲပြီးတော့မှသူများကိုအကြီးကျယ်အောင်မြင်ဆုံးသာသနာပြုသူဖြစ်လို့စိတ်ရှိဒါလည်းပဲဒီကနေ့ကျွန်တော်ကျင်းပတဲ့စင်ဂျေရူရဲ့ commentary ကမာကျမ်းစာအပြည့်တဲ့ဖွင့်ဆိုချက်မှာအိုင်စာယ90နှစ်အငယ်ခဏကနေရှိကိုကြည့်တဲ့အခါမှာတည်င်းကောင်းကိုကြီးညာဟောပြောတဲ့ပုဂ္ဂိုလ်တွေရဲ့ခြေထောက်တွေဟာဘယ်လောက်မြင့်မြတ်လှပတယ်လဲငင်းချမ်းခြင်းကိုတည်ဆောင်တဲ့ပုဂ္ဂိုလ်တွေစိန်တရေဇာကဒီစကားကိုလည်းသူ့ဘဝမှာထောက်ဆူစဉ်းစားလို့ဖြစ်ကောင်းဖြစ်နိုင်တယ်အိုင်ဇာယတန်ကြီးချက်အငယ်ရှိကိုပြန်ကြည့်တဲ့အခါမှာ whom shall I send ဘယ်သူကိုစေလွှတ်ရမလဲဟောကြားမယ်ပုံတရားမယ်ပြောတဲ့အခါမှာ Lord send me အိုင်ဇာယကျွန်တော်ကိုစေလွှတ်တော်မူပါဒီစကားကိုစင်တရီဇာရဲ့သူ့ဘဝမှာဖတ်ဖို့မှာပဲသူ့ဘဝမှာ meditation ကမ္မထာကိုရှုဖို့မှာပဲကျုံမကိုစေလွှတ်တော်မူပါသာသနာပြုဖြစ်ခြင်းနဲ့သူများမြင်တဲ့နေရာမှာကျမရဲ့ခြေထောက်ဘလောက်လာနဲ့နေချမ်းခြင်းကဲခြင်းချင်းတဲဆောင်တဲ့ပုံကိုဖြစ်ခြင်းလေဆိုတဲ့သာနာအမတန်မှပြင်းပြတယ်ဒါပေမဲ့နောက်ဆုံးမှာသူလက်ခံတဲ့အရာအမတန်မှကောင်းတယ်သာသနာပြုတဲ့လူကဖျားပြတဲ့လုပ်ငန်းလုပ်ပါစေဟောတရားဟောတဲ့လူကဖျားပြတဲ့လုပ်ငန်းလုပ်ပါစေအတင်းတော်ထဲမှာချစ်ချင်းမေတ္တာအနေနဲ့သာသနာပြုလို့အဖြစ်ကျမဘဝကိုပေးဆက်မယ်သူများအောင်မြင်တာအားကြတာလည်းမရှိဘူးမနာလိုတာလည်းမရှိဘူးသူများအားနေတာကဲရတာလည်းမရှိဘူးကျမရဲ့ဘဝချစ်ချင်းမေတ္တာအနေနဲ့ဖယားနဲ့အတင်းတော်ကိုအစိမ်ခံမယ်လို့ပေးဆက်ဒီကနေ့တကယ်ခရစ်တော်ကကလေးလေးတရားကိုလက်ခံတော်သူငါ့ကိုလက်ခံတယ်ငါ့ကိုအမေတော်ဘုရားကိုလက်ခံတဲ့ပုဂ္ဂိုလ်ကြီးတွေကောင်းကင်နိုင်ငံမှာအကြီးအကျယ်ဆုံးပုဂ္ဂိုလ်ဖြစ်မယ်လို့ဆိုတဲ့အဲမှာကျွန်တော်တို့ကြီးမားတဲ့စင်တရေဇာလည်းပါသူရဲ့ဘဝမှာနိုင်ကြဆုံးချစ်ချင်းမေတ္တာပြုရတဲ့ဖယားရဲ့အမှုတော်ဆောင်ရွက်မှုရတိုင်းတစ်ပါးကိုသွားပြီးတော့မှသာသနာပြုလို့စိတ်ရှိတော်လည်းပဲဖယားခေါ်တဲ့နေရာမှာကြည်ကြည်နက်နက်နဲ့အစေခံတယ်အသင်းတော်၌ချစ်ချင်းမေတ္တာနဲ့အတင်းတော်၌တခင်ခရစ်တော်ရဲ့ကယ်တင်ခြင်းကိုပွေးများပြီးတော့ချစ်ချင်းမေတ္တာအဖြစ်အစေခံလိုပါ၏တည်တဲ့အချိန်ထိအစေခံမယ်ဒီအစေခံခြင်းကိုတည်ပြီးတဲ့နောက်မှာပို့ပြီးတော့မှထီအောင်လည်းမယ်လို့သူကလည်းဟောကြားခဲ့တယ်ဒီကနေ့ကျွန်တော်တို့ဘဝမှာလည်းပဲဒီကနေ့တာယောဟန်တို့ကတခင်ခရစ်တော်ရဲ့နောက်လိုက်တပည့်တော်ကြီးနဲ့အတူမနေတဲ့အခြားပုဂ္ဂိုလ်တူဟာတခင်ခရစ်တော်နာမနဲ့နတ်ဆုကိုနင်ထုတ်တဲ့အခါမှာအာမလုံးနဲ့နော်ဆိုပြီးတော့မှသွားသားမယ်တကယ်ခရစ်တော်ငါတို့နဲ့ဆန့်ကျင်လို့မဟုတ်ရင်ကြီးရောဟောခိုင်းလိုက်ပါငါတို့အခွင့်မှာမပါတဲ့အတွက်ဒီလိုမလုပ်အောင်ဓမ္မတော်ကြီးတို့မှာပါတဲ့အတွက်မဟောအောင်အဲ့လိုမျိုးကန့်သက်ချက်တော့တခင်ခရစ်တော်ကမဆိုလို့ချစ်ချင်းမေတ္တာနဲ့တပါးတို့ကိုလည်းကောင်းအောင်ကိုပို့ပြီးတော့မှကိုငင်နိုင်အောင်မတားမိပါနဲ့ဒီကနေ့ကျွန်တော်တို့ရဲ့ဘဝမှာစင်တရေဇာကိုအတူယူရင်စိန်ဒီရုံကဓမ္မကျမ်းစာကိုလစ်လို့ဆုခြင်းဟာတခင်ခရစ်တော်ကိုလစ်လို့ဆုခြင်းဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ကျင့်ပါတဲ့ယဟန်နာ
နှုတ်ကပတ်တော်ကိုတန်ဖိုးထား၏တပါးတို့နဲ့အသင်းတော်တခင်ခရစ်တော်အစေကတော့သာသမီများဖြစ်နိုင်ပွေရန်အတွက်လိုအပ်တဲ့ခြေတော်များကိုဆက်လက်တောင်းရှင်းကြစို့